ဒီဗီဒီယိုလေးကလေမချမ်းရာလူတိုးတဲ့ဗီဒီယိုလေးပါရှင်မချမ်းမှာမီးလေးရနေပါပြီမီးလေးကိုမုံထိုးသွားပေးပြီးတော့ဒီမီးလေးကိုရှောက်ပြီးတော့မှဟိုလိုစဒီလိုစတရသားမီးလေးကိုနှိုက်ရတာအာမရဦးရေရကြည်အောင်အဲ့မီးလေးရလဲသူ့အမေတူလေးတော့နှခမ်းလေးကထောလန်းနေတာပဲသူ့ကိုကြည်ပြီးအပြန်ကြတော့မမချမ်းရွှေသိန်းတော်ဖះကိုဝင်ပြီးတော့ဖះဝင်ကြော့မယ်ပေါ့နော်စိတ်ကူကတော့အဲ့ပေမဲ့အဲ့မဲရှေ့ကကြော်ပွဲတွေသွားတာလာတာတွေကြီးနေအဲ့ကြော်ပွဲတွေကိုစိတ်ဝင်စားပြီးတော့တောက်လျှောက်လိုက်ကြည်နေတာကြော်ပွဲတွေစီမှာဝင်ပြီးတော့အင်တာတွေလိုက်ပြူအရာဘနဖီတော့အဲ့ကြော်ပွဲလူတွေထိုးထားတဲ့ဟာတွေကိုလိုက်ကြော့အဲ့ဒါပြီးတော့အဲ့ကြော်ပွဲတန်းတွေကနေတော့မှမခွာနိုင်မခွာရက်နဲ့ကြော့ပြီးတော့ကြောလိုက်ကြောပွဲတွေကိုလိုက်ကြည့်လိုက်နဲ့အဲ့ဒါမမချမ်းတရက်တာအချိန်ကိုကုံဆုံးခဲ့ပါတယ်ရှင်